ဟုတ်ကဲ့မင်္ဂလာပါဗျညီကိုတို့ဒီတစ်ပတ်တင်ဆက်ပေးမှာတော့2025မှာအသစ်ထွက်ရှိလာတဲ့ Honda ရဲ့ PC 160ဘိန်းအကြောင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့သူ့မှာ Yo-Yo Standard နဲ့ Road Sense version ဆိုပြီးတော့ထွက်လာပါတယ်Road Sense version မှာကထူးခြားသွားတော့တိုင်းခွက်ပေါ့ငါးလက်မရှိတဲ့ TFT တိုင်းခွက်ပါလာတယ်အဲ့ဒီမှာဖုန်းနဲ့ Bluetooth အတဆင့် navigation ကြည့်လို့ရမယ် music control ရမယ်အဲ့ဘယ်ဘက်လက်ကန်ခလုတ်လေးကနေတဆင့်ကိုဖုန်းဝင်ထွက်တွေလည်းဖြည့်ချပေးလို့ရမှာ Bluetooth intercom တော့လိုတာပေါ့နောက်ပြီးတော့သူ့ရဲ့တိုင်းခွက်မှာတင်း၃မျိုးချိန်ကြည့်လို့ရပါသေးတယ်အဲ့ဒါရောဘားရယ်စကယ်ရယ် simple ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးရတယ်လောက်ပါပဲဗျ